အဲ့ဒါငရဲရောက်သွားပြီဆိုတော့ငရဲတိန်တွေကယမမင်းတွေကိုဒီလိုလက်မောင်းတစ်ဖက်ကိုဆွဲပြီးတော့ပို့တယ်အရှင်ဒီလိုဟာအမိအပေါ်မှာပြုတ်ရမယ်ဝတ္တရားကိုမပြုတ်ခဲ့ဘူးအဖအပေါ်မှာပြုတ်ရမယ်ဝတ္တရားကိုမပြုတ်ခဲ့ဘူးကြီးတဲ့ပုဂ္ဂိုလ်တွေကိုယူတရားကောင်းမှလည်းမသိခဲ့ဘူးအဲ့ဒီလိုယုံညံ့တဲ့မိုင်မဲတဲ့တတ္တဝါဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဒဏ်ပေးတော်မူပါဟုတ်လားအဲ့ဒီမှာယမမင်းကသူ့ကိုတနာကျင်လာတဲ့အတွက်ကြောင့်နော်ကောင်းတာလေးပါလေးများအမှတ်ရလိမ့်မလားဆိုတဲ့စိတ်ကောင်းနှလုံးကောင်းနဲ့သူ့ကိုမေးတာကြောက်ချလို့မေးတာမဟုတ်နော်ယမမင်းဆိုတာစိတ်ကောင်းနှလုံးကောင်းရှိတယ်နောက်ပိုင်းမှာသူစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုတာကိုသက်သေအနေနဲ့တွေ့ရတယ်အဲ့ဒါယမမင်းကသူ့ကိုရုတ်တရက်နော်ငရဲတွေကိုမချလိုက်ချင်ဘူးပေါ့နော်အဲ့ကြောင့်သူ့ကိုကယ်တင်နိုင်မဲ့သူကိုယ်တိုင်ပြုတ်ခဲ့တဲ့ကံတရားလေးတွေကိုသူများအမှတ်ရလိမ့်မလားဆိုတဲ့သဘောမျိုးနဲ့သူ့ကို၅မျိုးမေးတယ်မိကုန်း၅ချက်ထုတ်တယ်ဟုတ်လားပထမမိကုန်းကဘာပြောလို့ဆိုတော့မောင်နဲ့လူပြည်လူလောကမှာမင်းနေကြတော့ကနော်အဲ့ရတဲ့မှာပက်လက်လာသားကလေးအရေးစားလုံးမှမပြောနိုင်ထမင်းစားလုံးမှမပြောနိုင်ကျင်ကြီးကျင်ငယ်စွန့်ကျင်လုံးမှမပြောတတ်တဲ့တခါတလေဆိုကျင်ကြီးကျင်ငယ်ထဲမှာလူလဲနေတဲ့ကလေးတင်ငယ်လေးကိုမင်းမြင်ခဲ့ရလားတဲ့အမြင်ခဲ့တာပေါ့ပထမနတ်တမန်ကကလေးကိုပြောတာနော်ကလေးရဲ့ဒုက္ခကိုအရင်တော့မြင်တတ်ဖို့လိုတယ်ကလေးနေရာမှာကိုကဝင်ပြီးတော့ကိုစားပြုတ်ပြီးတော့နေကြည့်တတ်ဖို့လိုတယ်ဟုတ်လားလူကြီးအတိနဲ့ကလေးခန္ဓာကိုယ်လေးနဲ့နော်လင်းငရက်လောက်ဟုတ်လားဒါဥစဉ်စိတ်ကူးရင်ပြီးတော့ပြောကြည့်တာနေကြည့်စမ်းပါလား2 လသား3 လသားလေးလောက်ကိုကိုလူကြီးရဲ့အတိနဲ့နေကြည့်ပါလားဆင်းရဲမလားချမ်းသာမလားကိုယ်တိုင်ဘာလုံနိုင်တော့ဘာမလုံနိုင်နော်ဟုတ်လားအကုန်လုံးသူများကိုမှီခိုးနေရတယ်ဟုတ်လားအဲ့ဒါဟာဒေဝတုဒ္ဒပထမနတ်တမန်ပဲအဲ့ဒါမြတ်စွာဘုရားကရှင်မမင်းကြီးကအဲ့ဒီတတ္တဝါကိုမေးတယ်ဆိုတဲ့အကြောင်းကိုပထမအရင်အဲ့ဒါကိုစပြောတာအဲ့လိုမေးတဲ့အခါကျတော့မြင်ခဲ့တာမြင်ခဲ့တယ်အဲ့လိုမြင်တဲ့အခါမှာတဲ့ဩငါလည်းပဲပရိသေတွေနေတဲ့ကိစ္စကိုမလွန်မြောက်နိုင်သေးဘူးတစ်ချိန်ချိန်မှာဒီကလေးဒုက္ခကိုငါတွေ့ရအောင်ပဲကြုံရအောင်ပဲဒါကြောင့်မို့လို့ငါကောင်းတာကိုလုပ်မယ်ကောင်းတာကိုပြောမယ်ကောင်းတာကိုတွေးမယ်လို့မင်းအဲ့ဒါလိုမြန်ကောင်းမြတ်တာကိုလုပ်မယ်ဆိုတဲ့စိတ်ကူးကလေးမပေါ်ခဲ့ဘူးလားတဲ့စိတ်ကူးကိုမေးတာနော်ဥစ္စာတေချာဖတ်ကြည့်တယ်ဟုတ်လားကလေးလေးကိုမြင်တဲ့အခါမှာကောင်းတာတော့လှုပ်မှဖြစ်မှာဆိုတဲ့အတွေးလေးလောက်တောင်မင်းမပေါ်ခဲ့ဘူးလားတဲ့ဟုတ်လားအဲ့ဒါသူကဘာပြောတော့ဆိုတော့မပေါ်ခဲ့ဘူးတဲ့နော်အမောပုရိသတတ္တတိဝိညုတ္တတတောမဟာလကတ္တဣဒရောတိအဟံဘိခောမိဇာတိဓမ္မောဇာတိအနတ္တိတောတိဟန္တဟံကလျာဏံကရောမိကာယေနဝါစာယမနတ္တတိနော်ဩငါလည်းပဲဒီဇာတိဆိုတဲ့မွေးဖွားခြင်းသဘောရှိတယ်ဒီဇာတိဆိုတဲ့မွေးဖွားခြင်းသဘောကိုငါမလွန်မြောက်နိုင်သေးဘူးဒါကြောင့်မို့လို့ကလျာဏံကရောမိငါကောင်းတာကိုတော့ကာယေနဝါစာယမနတ္တဟောဒီကိုဟောဒီနှုတ်ဟောဒီစိတ်နဲ့တော့လှုပ်မှဖြစ်မှာလို့မင်းအဲ့ဒါလိုအတွေးလေးမှမင်းမပေါ်ခဲ့ဘူးလားတဲ့နော်ဝိညုတ္တတတောမဟာလကတ္တတဲ့နော်မင်းမှာအသိစိတ်လည်းရှိနေတယ်တကယ်တမ်းကတိတတ်တဲ့ဉာဏ်ရှိရလူကြီးတစ်ယောက်ဖြစ်ပါလဲကဲနဲ့ဒီလိုတွေးမယ်ဆိုရင်တွေးနိုင်တဲ့အည်အသွေးတွေရှိခဲ့ပါလဲကဲနဲ့ဒီမြင်နေရတဲ့တန်ဝေကရတဲ့ကောင်းတဲ့ဒီအနေထားတစ်ခုကိုမင်းလစ်လျူရှုခဲ့သလားဒါကိုမြင်ပြီးတော့မင်းကောင်းတာလေးလုပ်မယ်ဆိုတဲ့စိတ်ကလေးမှမင်းမပေါ်ခဲ့ဘူးလားဆိုတော့သူကဘာပြောတော့သောဧဝမဟာနာတခိတံပံတွေပမာဒတံပံတွေခငယ်ငယ်ကဆရာကြီးဥအောင်သိပိကမိတ်ဆက်ဆိုပြီးတော့ကလေးတွေအတွက်ရည်ရွယ်ပြီးတော့ပိဋကတ်တော်မှာလာတဲ့ဒေသနာလေးတွေကိုကလေးတွေရဲ့နားနဲ့တင့်တော်ရေးထားတာအလွန်ကောင်းတယ်ဒီဒေဝဒုဒ္ဒသုတ်တံကိုကလေးတွေအတွက်ဆရာကြီးရေးတာအဲ့ဒီထဲမှာနာတခိတံပံတွေပမာဒတံပံတွေမစွမ်းနိုင်ခဲ့ပါဘူးမေးလျော့ခဲ့ပါတယ်တဲ့ဖြေပုံလေးကနော်ဟုတ်လားသူအဲ့ဒါကိုမလုံးနိုင်ခဲ့ဘူးအဲ့ဒီအတွေ့မျိုးသူ့မှာမဖြစ်ခဲ့ဘူးကောင်းတာတွေကိုသူဘာလုပ်ခဲ့တော့မေးလျော့ခဲ့တယ်တဲ့ဒီစကလုံးလေးကိုဆရာကြီးကယူပြီးတော့ပြောတာရှိတယ်လူတွေလည်းပဲလှုပ်တင်လှုပ်ထိုက်တာကိုနော်လောက်ရမယ့်အချိန်မှာမလောက်ခဲ့နိုင်ဘူးဆိုရင်ရတဲ့ရတဲ့အကျိုးကြီးတွေကိုရရမယ့်အချိန်မှာမရတော့ဘူးနော်အမျိုးမျိုးရှိတော့နေတာကတွေးလို့ရတာပေါ့ဒီမှာတော့မြတ်စွာဘုရားတော့အလေးနဲ့ဟောတာပါဟုတ်လားကလေးကိုမြင်ပြီးတော့မင်းဇာတိကလွတ်ဖို့အတွက်နော်ဇာတိတရားကိုမြင်ပြီးတော့နော်ငါကောင်းတာတော့လုံးဝရမှာငါဇာတိကမလွတ်သေးဘူးဒီဒုက္ခတွေမလွတ်သေးဘူးကောင်းတာလုံးဝဖြစ်မှာဆိုတဲ့အတွေ့မပေါ်ခဲ့ဘူးလားဆိုတော့သူဘာပြောတော့မပေါ်ခဲ့ဘူးတဲ့
ဒါ तू မစွမ်းနိုင်ခဲ့ဘူးဒါ तू မေ့ခဲ့တယ်ပေါ့အဲ့လိုမေ့ခဲ့တယ်လို့ပြောတဲ့အခါကျတော့ယမမင်းကအေးတဲ့ဒီမေ့လျော့မှုဆိုလေနမကောင်းတဲ့တရားကိုသင်ကိုယ်တိုင်ပြုခဲ့တာတင်ရမိခင်ပြုတာလည်းမဟုတ်ဖေးပြုတာလည်းမဟုတ်ညီကိုမောင်နှမတွေပြုတာလည်းမဟုတ်ဘယ်သူမှပြုတာမဟုတ်အဲ့ဒါသင်ကိုယ်တိုင်ပြုခဲ့တာဒါကြောင့်သင်ကိုယ်တိုင်ပြုတ်ထားတဲ့အမှုကိုသင်ကိုယ်တိုင်ပဲဖြေရှင်းရလိမ့်မယ်အလွန်တဘာဝကြတယ်နော်ပြောတာဆိုတာတွေဟုတ်လားအဲ့ဒါဦးဇင်းတို့ပထမနတ်တမန်ပေါ့နောက်ဒုတိယနတ်တမန်ကဘာပြောလို့ဆိုတော့ပရိသေတွေပြီးတော့တဖြည်းဖြည်းနဲ့ဒီခန္ဓာကိုယ်ဟာတော့ကျွင်းချင်းများပြီးတော့နာတဲ့ဘက်ကိုရှိရှုပြီးတော့သွားတာဟုတ်လားအိုတဲ့ဘက်ကိုရှိရှုပြီးတော့သွားတာအိုခြင်းတရားအဲ့ဒီအိုခြင်းတရားကိုလည်းအသေးစိတ်ပြောတာပဲလူတယောက်ရဲ့ပုံကိုပေါ်အောင်ပြောတာပေါ့အဲ့လိုမျိုးအည်အသွေးကြပြီးတော့ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေကိုနော်အိုခြင်းတရားဖြင့်ခံစားနေကြရတယ်လူအိုတွေကိုမမြင်ခဲ့ဘူးလားမြင်ခဲ့တယ်အဲ့ဒီလူအိုတွေကိုမြင်တဲ့အခါမှာအော်ငါခန္ဓာကိုယ်ကြီးကလည်းအိုတတ်တဲ့သဘောရှိတာပဲအိုတတ်တဲ့သဘောတရားကိုငါရင်ဆိုင်ရအောင်ပါဒါကြောင့်ဒီမအိုခင်အိုခြင်းတရားမတွေ့ခင်မှာငါဟာကိုယ်ဖြင့်နှုတ်ဖြင့်စိတ်ဖြင့်ကောင်းတာတွေကိုလုပ်မယ်ကောင်းတာတွေကိုပြောမယ်ကောင်းတာတွေကိုတွေးမယ်ဆိုတဲ့မြင့်မြတ်တဲ့အကြံအတွေးတင့်တန်တန်မှာပေါ်ခဲ့ဘူးလားဆိုတော့ဘာပြောတော့နာသက်ခိတ်တံပန်းတွေပမာဒတံပန်းတွေမစွမ်းနိုင်ခဲ့ဘူးမေ့လျော့ခဲ့တယ်ဟုတ်လားဒါဒုတိယနတ်တမန်နော်ဒါဥစဉ်အတူတူလေးပဲဆက်ပြောမှာပါဟုတ်လားနောက်ပိုင်းမှာပြောကြကောင်းတာတွေအလွန်ပေါ်ဒီထဲမှာအဲ့ဒါနဲ့ဦးဇင်းတို့တတိယနတ်တမန်ဘာပြောလို့ဆိုတော့နာခြင်းတရားနော်ဒီခန္ဓာကိုယ်ကြီးရဲ့နော်နှိမ့်ဆက်တဲ့စွမ်းအားနော်ကြောက်မက်ဖွယ်ကောင်းတဲ့အနေထားသိခြင်းတရားပြီးလို့ရှိရင်စိတ်ထဲမှာနော်ထိခိုက်မှုအဖြစ်ဆုံးအရာဘာလဲလို့မေးနာခြင်းတရားပဲနော်ဘာမှလည်းမတတ်နိုင်ဘူးရောမှလှုပ်တာလည်းမဟုတ်ဘူးဒီတိုင်းပဲခံရတာပဲဟုတ်လားဘေးကကိုယ်ဘယ်လောက်ပဲချစ်တဲ့ခင်တဲ့လူတွေဝိုင်းဝိုင်းလဲနေဘာမှမတတ်နိုင်ဘူးနည်းနည်းလေးတောင်ခွဲဝေယူလို့မရဒီပြဿနာကိုဦးဇင်းတို့ကာယကံရှင်တွေကိုယ်တိုင်ပဲရှင်းကြရတယ်နားလည်မှုနဲ့တော့ရင့်ကျက်မှုနဲ့ရင်ဆိုင်နိုင်ရင်ရင်ဆိုင်ရင်မဆိုင်နိုင်ရင်ဒုက္ခတွေကြီးပဲဟုတ်လားအဲ့ဒီနာခြင်းတရားဟာနတ်တမန်တစ်မျိုးပဲအဲ့ဒီနာနေတဲ့ဒီမှာတော့သူအသေးစိတ်ပြောပါတယ်ဟိုဘက်ဒီဘက်တောင်ကိုမစောင်းနိုင်ဘူးသူများစောင်းပေးမှစောင်းရတယ်ဘုရားဟုတ်လားနောက်ဆုံးပြုစုမဲ့လူတွေကတိတ်စိတ်မရှိတဲ့အခါမျိုးကြုံလာပြီတကယ်ကိုပဲနာတာရှိဖြစ်လာပြီဆိုဆိုရင်ကျင်ကြီးကျင်ငယ်တွေလိမ့်ကြံနေတာရှိတယ်လေလွန်ခဲ့တဲ့2 လလောက်ကဘုံဘုံရွာသွား